မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျဆရာရဲ့မိတ်ဆွေတနင်္ဂနွေသားသမီးတွေဆရာက1388ခုနှစ်အတွင်းမှာဘယ်ဟာဒီအကျိုးပေးအားသာကောင်းမှုပြီးတော့ကံကောင်းစေမလဲမိတ်ဆွေတနင်္ဂနွေသားသမီးတွေကိုကံရှင်နေဘလို့ရှိမလဲဆိုတော့ဆရာကတစ်နှစ်စာအတွက်အသေးစိတ်သုံးသပ်ပေးမှာဖြစ်တဲ့အတွက်မိတ်ဆွေတနင်္ဂနွေသားသမီးတွေမနစ်က1389မှာကံရှင်နေဘလို့ရှိခဲ့လဲဆိုတာဆရာကိုမှတ်မိကြပါအောင်ခင်ဗျဆရာတို့အခုပဲစတင်လိုက်ပါမယ် 3, 2, 1. ဥစွာပထမတနင်္ဂနွေသားသမီးတွေဟာပြီးခဲ့တဲ့နှစ်တွေကိုဆရာတို့ပြန်ချိန်လိုက်တဲ့အခါမှာဒီကြတဲ့တစ်နှစ်ပြီးတစ်နှစ်နဲ့3နှစ်စတိုင်းညံ့ခဲ့တယ်အဲ့ဒီအညံ့တွေကိုဒီ1388မှာထတ်တူကံကောင်းမဲ့နှစ်တနည်းဆိုရင်ဇပူဒီပါလက်ရတောင်ညွန့်ဩဘာနမိတ်ထွန်းသောနှစ်အခြားသောနေသားတွေကမိမိရဲ့ကံအရှင်တွေကိုကအာသာနေသောနှစ်ရှေ့တိုးပြီးတော့ကံကောင်းစီမဲ့နှစ်ဖြစ်တဲ့အတွက်မိတ်ဆွေတနင်္ဂနွေသားသမီးများအနေနဲ့ဘာလို့မဆိုလုပ်ငန်းကိစ္စအလုပ်ကိစ္စမှန်သမျှကိုရှေ့တိုးဆောင်ရွက်လှုပ်ဆောင်မှအကြံစီအတွေးခေါ်တဲ့ရည်မှန်းချက်ပလန်တွေကိုသာကိုကရှေ့တိုးပြီးတော့ဆောင်ရွက်ရင်ဆောင်ရွက်တဲ့လောက်အာသာကောင်းမှုပြီးတော့ကိုကတလန်လောက်စူးစမ်းလိုက်ရင်ကို50လန်လောက်ရှေ့ရောက်သွားတာမျိုးတွေကိုကတစ်ထွာလောက်စူးစမ်းလိုက်ရင်1000လောက်ရှေ့ရောက်သွားမယ်နှစ်ဖြစ်ပါတယ်1388မှာမွေးမဲ့ကလေးတွေဟာမိတ်ဆွေတို့တနင်္ဂနွေသားသမီးတွေမွေးမယ်ဆိုရင်တော့ဖြင့်အထွန်းပွားဖြစ်ပြီးတော့လူနက်ခတ်ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မိတ်ဆွေတနင်္ဂနွေသားသမီးများအနေနဲ့သားသမီးမွေးတယ်ဆိုရင်တော့မှဒီနှစ်ထဲမှာကျမ်းမာဆိုတာစီးပွားရေးကြံ့ကြာနေတဲ့မိတ်ဆွေအိမ်အောင်ရှင်များအနေနဲ့တနင်္ဂနွေသားသမီးတွေမွေးရမျိုးဟာစီးပွားတက်ရှင်အောင်မြင်ခြင်းတွေအတွက်တော့အားသာစီတော့နှစ်စီးပွားရေးအတွက်အထောက်အကူဖြစ်စီတော့နှစ်ဆိုပြီးတော့ဗေဒင်ဆရာတွေဗေဒဆရာတွေလော်ကီဆရာတွေကအထွန်းပွားကိုရွေးချယ်မွေးခိုင်းနေရှိသလိုတနင်္လာတောက်ကြအတွဲတွေပါတယ်မိတ်ဆွေများအခုကတော့တောကဆိုတဲ့အပူကိုပြော့အောင်1388ခုနှစ်မှာတနင်္ဂနွေကိုမွေးခြင်းအဖြစ်အိမ်တော်ရေးရံများနေတာတွေအားလုံးဟာတောကကနေအာတောကဆိုတဲ့အပူတောကမရှိခြင်းကိုကူးပြောင်းသွားမယ်လို့ပြောရင်းနဲ့တနင်္ဂနွေသားသမီးတွေဒီ1388ခုနှစ်အတွင်းမှာဆိုကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်အသက်ရှူမဝတာမျိုးနှလုံးနဲ့ပတ်သက်တာမျိုးတွေသတိထားဆင်ခြင်ရမယ့်ကာလဖြစ်တယ်အမျိုးသမီးများအနေနဲ့ကိုဝင်ဆောင်အမျိုးသမီးတွေဒီနှစ်ထဲမှာပို့ပြီးတော့သတိထားဆင်ခြင်ရမယ့်ကာလအပိုင်းခြားဖြစ်ပြီးတော့မထင်မှတ်ဖဲနဲ့မလိုလားအပ်သောပြဿနာတွေဖြစ်တတ်တဲ့အတွက်အလေးအပင်မာတာမျိုးလေးတွေမှာသတိထားဆင်ခြင်ပြီးပါအထူးသဖြင့်သွေးနဲ့ပတ်သက်တာမျိုးတွေသွားတဖုံးနဲ့ပတ်သက်တာမျိုးလေးတွေအမျိုးသမီးသွေးသားယောဂနဲ့ပတ်သက်တာမျိုးလေးတွေတော့သတိထားဆင်ခြင်ရမယ့်နှစ်ဖြစ်ကြောင်းထားလောက်ပြောကြားလိုက်ပါရစေဒါအပြင်မိတ်ဆွေတို့ငွေကြီးနဲ့ပတ်သက်လာရင်တော့တနင်္ဂနွေသားသမီးတွေကဘလောက်ပဲခက်ခဲစီကမှုအခက်မှန်သမျှကိုကိုယ်တိုင်ဦးစီးဦးဆောင်ပြီးတော့ဖြည့်ချင်းလှုပ်ဆောင်မှပြဿနာတွေကိုရှောင်တိန်ပြီးတော့နေတာမျိုးထက်စားရင်ငွေကြီးကိစ္စအလုပ်ကိစ္စမှန်သမျှကိုမိမိကိုယ်တိုင်ဦးစီးဦးဆောင်ပြီးတော့လုပ်ပါအောင်မြင်တိုးတက်မှုတွေရရှိတတ်သောနှစ်ဖြစ်ပြီးတော့ငွေကြီးနဲ့ပတ်သက်ရင်ငကိုကခက်ခဲစီကမှုဒီလက်ရှိကာလအတွင်းမှာငွေကြီးနဲ့ပတ်သက်ရင်ငွေများများကင်ရမယ်နှစ်မထင်မှတ်ထားသောပုံကိုဇက်တွေပထမဇက်တွေရဲ့အကူအညီထောက်ကူကိုရရှိမယ်နှစ်ဖြစ်တတ်တယ်လို့အထူးသဖြင့် OH ချန်ပီယံလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ငွေကြီးလုပ်ငန်းနဲ့ရင်ထဲဝင်တာမျိုးတွေအမွေရရှိတာမျိုးတွေဘာသာတရားများများလုပ်ရှင်အဖြစ်မထင်မှတ်သောပထမဇက်ပုံကိုဇက်တွေရဲ့အကူအညီထောက်ပံ့လေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်ရင်အင်မတန်များစွာတိုးတက်မယ်နှစ်အခက်အခဲမရှိပါဘူးလူထင်ကြီးခံရတာမျိုးတွေကိုယ့်လက်ထဲမှာရှိတာနည်းနည်းဆိုပတ်ဝန်းကျင်မှာရှိနေတာများများထင်တာမျိုးလေးတွေကြုံရတတ်သောကာလဖြစ်တဲ့အတွက်ဒါကြောင့်မိတ်ဆွေတနင်္ဂနွေသားသမီးများအနေနဲ့ကတော့ငွေကြီးနဲ့ပတ်သက်ရင်လက်ထဲမှာရှိတာ1000ပတ်ဝန်းကျင်မှာမြင်တာ3သိန်းဆိုတာမျိုးလေးတွေကြောင့်လူထင်ကြီးခံရတတ်သောကာလအပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျထို့အပြင်တနင်္ဂနွေသားသမီးမိတ်ဆွေတွေကဒီနှစ်တာတော်တွင်မှာဆိုရင်မိတ်ဆွေတို့ရဲ့အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့ဆရာအကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ပေါ်ပြပေးပြစီဒီနှစ်တာအတော်တွင်မှာဆိုရင်လုပ်ငန်းကိစ္စအလုပ်ကိစ္စမှန်သမျှကိုမိမိကိုယ်တိုင်အမိခံလုပ်ခြင်းတွေဥဆောင်လုပ်ခြင်းတွေအရှိတိုးဆောင်ရွက်လို့ကောင်းပါတယ်အာမခံကိစ္စတွေအမွေကိစ္စတွေငကိုကမပြီးမပြတ်ဖြစ်သောကိစ္စတွေရုံကလနာဆိုင်ရာကိစ္စတွေမပြီးမပြတ်ဖြစ်နေသောတရားစွဲတာမျိုးရှိနေတပေါင်းလူကြီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဆောင်ရွက်တဲ့ကိစ္စတွေအုပ်ချုပ်ရေးဆိုင်ရာကဏ္ဍလေးတွေဥဆောင်ဆောင်ရွက်အားသာကောင်းမွန်သောနှစ်ဖြစ်ပါတယ်မိသားစုတွေတဦးနဲ့တယောက်နဲ့တယောက်နားလည်မှုလွဲနေကိုယ်တိုင်ကဦးစီးဦးဆောင်ပြီးတော့ကြီးမတ်နဲ့ဆောင်ရွက်လိုက်ရင်အောင်မြင်မှုတွေရရှိပြီးတော့တယောက်နဲ့တယောက်အေးချမ်းမှုနဲ့ငြိမ်းချမ်းမှုတွေရရှိလာမယ့်ကာလဖြစ်ပါတယ်။ဆွေလုပ်ငန်းတွေအကျိုးပေးတာမျိုးအလှပရေးရနဲ့ပတ်သက်ပြီးလုပ်ငန်းတွေအလှကုန်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။အနုပညာ social media နဲ့ပတ်သက်သောလုပ်ငန်းတွေပကြီးပပုဗေဒင်ဗေဒစံကြံတရုပ်ဆောင်နဲ့ပတ်သက်သောလုပ်ငန်းတွေ social media နဲ့ပတ်သက်သောလုပ်ငန်းတွေအဖွဲ့အစည်းအသင်းအဖွဲ့အများနဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့တိုးဆောင်ရလှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပါတယ်။ဒါအပြင်ကုသရေးဝယ်ရေးဆိုင်ရာလုပ်ငန်းတွေတိုးရှက်လှုပ်ဆောင်ခြင်းတွေအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီပါတယ်။အယောင်းဝယ်လုပ်တာမျိုးတွေကွန်ပျူတာတို့ကားတို့ကြောက်တို့တန်းတို့တွတ်တို့သဲတို့ခဲတို့အစရှိတဲ့လုပ်ငန်းတွေရှေ့တိုးဆောင်ရလှုပ်ဆောင်လို့အားသာကောင်းမှုတိုးတက်စီတော့နှစ်ဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီ။ပညာရေးဆိုင်ရာကိစ္စတွေအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်ပြီးတော့မိမိကိုယ်တိုင်ဦးစီးဦးဆောင်လှုပ်ဆောင်တဲ့လုပ်ငန်းတွေအများနဲ့ပတ်သက်သောလုပ်ငန်းတွေဘာသာရေးဆိုင်ရာလုပ်ငန်းတွေအတွက်တော့ရှေ့တိုးလှုပ်ဆောင်ရင်အားသာခြင်းတိုးတက်ခြင်းနဲ့ကံကောင်းခြင်းတွေရရှိတတ်သောကာလပိုင်းခြားဖြစ်ပြီးတော့မိသားစုတွေတဦးနဲ့တယောက်နဲ့တယောက်နားလည်မှုလွဲနေအောင်အားသာနားလည်မှုတွေရရှိတတ်တာမျိုးတွေကြုံရတတ်တယ်လို့အဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်လို့လူကြီးဖြစ်တာမျိုးတွေအုပ်ချုပ်ရေးဆိုင်ရာရန်တရားနိုင်ငံလူကြီးအစရှိတဲ့အရာတွေအသင်းဖွဲ့အများကြီးနဲ့ပတ်သက်ခေါင်းဆောင်ဖြစ်တတ်သောနှစ်ဖြစ်ကြောင်းတနင်္ဂနွေသားသမီးတွေကိုထပ်လောင်းပြောကြားလိုက်ပါရစေ။ရာထူးလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ကိုယ်ပိုင်လုပ်ငန်းစတင်လှုပ်ဆောင်လို့သူများချိတ်တူဆောင်ရွက်လှုပ်ဆောင်လို့ကောင်းသောကာလပိုင်းခြားဖြစ်ပါတယ်။ဒါအပြင်
မိတ်ဆွေတို့အနေနဲ့ဘာသာတရားလုပ်လေငွေဝင်လေဆိုတော့နှစ်ဖြစ်တတ်တဲ့အတွက်ကိုကတော့ကံကကောင်းပြီးသားစတင်လှုပ်ဆောင်ရန်အတွက်စူးစမ်းရန်အတွက်ပဲလိုတော့တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်ငကိုကညံ့ခဲ့သမျှကိုပြီးခဲ့တာတွေကိုပြီးခဲ့တဲ့အရာတွေမှာထားခဲ့ပြီးတော့အပြောင်းလဲနဲ့အခွင့်အရေးကောင်းတွေရရှိတတ်သောကာလဖြစ်တယ်။ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာရုတိုးဖို့မျှော်လင့်နေတာမျိုးထက်စာရင်ယာရုတိုးချင်းယာရုတက်ရှင်တွေအတွက်တော့အားနည်းစီသောကာလဖြစ်ပြီးလက်ရှိနေတဲ့အလုပ်မှာတော့မှမိတ်ဆွေတနုံတွေသားသမီးတွေနေရာကလေးမြဲအောင်စူးစမ်းနေရသောကာလယာရုတူလုပ်ငန်းတူတွေရဲ့အပြန်ဆိုင်တိုက်ခိုက်တွေများတတ်သောကာလဖြစ်တဲ့အတွက်တတိထားစီရင်ပေးရလိုအပ်သောကာလဖြစ်တယ်။တို့အပြင်မိတ်ဆွေတနုံတွေသားသမီးတွေဟာဒီနှစ်တာတော့ဒီမှာဆိုရင်စက်ပစ္စည်းနဲ့ပတ်သက်တာမျိုးလေးတွေရင်းနဲ့ပတ်သက်တာမျိုးလေးတွေမှာတတိထားစီရင်ပေးရလိုအပ်သောနှစ်ဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ဒီ1388ခုနှစ်အတွင်းမှာတနည်းအခုနေသားသမီးမိတ်ဆွေများတတိထားစီရင်ပေးရမှာစက်ပစ္စည်းရင်းနဲ့ပတ်သက်တာမျိုးလေးတွေအရေးကြီးသောကိစ္စတွေလှုပ်ဆောင်တဲ့အခါမှာကြိုတင်မပြောဖို့လိုအပ်ပါတယ်ခင်ဗျ။ဆွေမျိုးသားချင်းနဲ့ပတ်သက်လာရင်တော့ဆွေမျိုးများအိမ်မလာရလို့စိုင်းပုတ်တာတတ်ထားဖို့လိုအပ်ပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်စိတ်ညစ်ရတာမျိုးတွေစေတနာဝေဒနာဖြစ်ရတာမျိုးတွေထပ်လောင်းစိတ်ညစ်တတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ကိုယ်တိုင်နေတတ်အောင်နေဖို့လိုအပ်ပါတယ်။ယာရုနေရာထိုင်ခင်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လာလို့ရှိရင်ယာရုနေရာထိုင်ခင်းနဲ့ပတ်သက်လို့ယာရုပြောင်းတာမျိုးနေရာထိုင်ခင်းနဲ့ပတ်သက်အပြောင်းရွှေ့လေးတွေဖြစ်လာတဲ့အခါမှာနေရာထိုင်ခင်းယာရုနဲ့ပတ်သက်ရင်ရောက်ရှိနေတဲ့နေရာပေါ်မှာစိတ်တိုင်းမကြခြင်းမျိုးလေးတွေယာရုလုပ်ငန်းကိုင်ကနေရာထိုင်ခင်းအပြောင်းလဲလေးတွေကြောင့်ငွေကုန်ကြီးများရတတ်သောနှစ်ဖြစ်တတ်သလိုကံကြမ္မာရဲ့အကြီးမားထောက်ပံ့မှုတွေရရှိတတ်သောကာလပိုက်စားဖြစ်ပါတယ်။တနင်္ဂနွေသားသမီးမိတ်ဆွေတို့အိမ်တော်ရေးမှာဆိုလို့ရှိရင်ငကိုကချုပ်ထားသောမိတ်ဆွေများဖြစ်စေတနင်္ဂနွေသားသမီးမိတ်ဆွေများအနေနဲ့အနေထိုင်သွားလာဆင်ခြင်ပေးရမယ့်ကာလဖြစ်ပြီးတော့မိမိကိုအိမ်တော်ရေးမှာအငယ်အနှောင်းဖြစ်နေတာမျိုးသို့မဟုတ်ကိုတိုင်းတကယ်အမှန်တကယ်အငယ်အနှောင်းဖြစ်နေတာမျိုးအိမ်တော်ရေးချုပ်ထားသမျှကိုဒီကာလမှာဘူးပေါ်တယ်လို့ပေါ်တတ်တဲ့နှစ်ဖြစ်တတ်တဲ့အတွက်ချုပ်ထားသမျှကိုလက်ရှိအချိန်ကစပြီးတော့တန့်နိုင်တဲ့လောက်တန့်ထားပြီးတော့ရှင်းနိုင်တဲ့လောက်ရှင်းထားပါမဟုတ်လို့ရှိရင်ပြဿနာတွေပေါ်လာတာမျိုးလေးတွေဖုံးကွယ်လိမ်ညာထားတာတွေပေါ်လာတာမျိုးတွေကြုံရတတ်ပါတယ်စက်ပစ္စည်းတွေတခိုးခိုးခံရတာမျိုးတွေပျောက်တာမျိုးတွေဆိုင်ကယ်တို့ကားတို့တန်ဖိုးရှိတဲ့လက်ဝတ်လက်စားတို့ထားတဲ့အခါမှာသတိထားစီရင်ပေးရလိုအပ်ပါတယ်လူယုံမလွယ်ပါနဲ့အထူးသဖြင့်ကိုယ်ထံငယ်တော့တပည့်လက်သားလက်အောက်ငယ်သားတွေနဲ့ပတ်သက်လို့ရှိရင်သတိထားစီရင်ပေးရလိုအပ်ပါတယ်သာသမီအိမ်အောင်ရေးကိစ္စလေးတွေကြောင့်အိမ်အောင်ရေးမှာတဦးနဲ့တူတယောက်နဲ့တယောက်စိတ်အနေနဲ့စိတ်ချုပ်ရတာမျိုးသာသမီရဲ့ရှိမေတ္တာရေးကိစ္စလေးတွေကြောင့်တော့စိတ်ပန်းလူပန်းဖြစ်ရတတ်ပေမဲ့ဘလောက်ပဲခက်ခဲစီကမှုအဆုံးသတ်မှာအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိစေမယ့်ကာလဖြစ်ပါတယ်။ဘာကိုမဆိုကိုပိုင်လုပ်ငန်းတွေစတင်ရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အားသာတယ်။ငကိုကအစိုးရဝန်ထမ်းလုပ်နေတာမျိုးတွေဟာလက်ရှိမှာနားပြီးတော့ကိုပိုင်လုပ်ငန်းလုပ်တာမျိုးလေးတွေရှေ့တိုးဆောင်ရအားသာကောင်းမွန်တိုးတက်နိုင်ပါတယ်။မြေယာနေရာထိုင်ခင်း OHM အဆောက်အဦနဲ့ပတ်သက်လာလို့ရှိရင်တော့ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းတွေလန်သရားဆိုင်ရာကိစ္စတွေနေရာထိုင်ခင်းအဆောက်အဦနဲ့စည်ရင်းစရာနဲ့ပတ်သက်သောကိစ္စလေးတွေမှာတော့အတော်ကိုမိတ်ဆွေတို့အနေနဲ့ကိုတိုင်းစည်ရင်းစရာတိတိကျကျလှုပ်ဆောင်မှာလူယုံမလွယ်ပါနဲ့အောက်လူတတ်တော့နှစ်ဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီထို့အပြင်ရီမန်းချက်မျောလင်းချက်တွေမဖြစ်ရသေးသောကိစ္စတွေကို dream အိမ်မက်တွေကိုအမှန်တကယ်ကြိုမပြောပါနဲ့ဥပမာပေါ့ငါတော့ဒါလေးတော့ရရင်အိမ်လေးတော့စောက်မှာဆိုတာမျိုးလေးတွေမပြောပါနဲ့အပြက်တွေခဏခဏဝင်တက်တဲ့ကာလဖြစ်ပြီးတော့မိတ်ဆွေတို့မိတ်ဆွေပေါင်းသင်းတွေရဲ့အသစ်တွေရဲ့အကူအညီကိုရရှိတတ်တယ်လို့အဟောင်းတွေရဲ့အကူအညီကိုလည်းများစွာရရှိတတ်သောနှစ်ဖြစ်ပါတယ်သို့တော်တနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာဒီ1388ဆိုတဲ့နှစ်မှာတတိထားဆင်ခြင်ပေးရမှာတော့ဆွေမျိုးသားချင်းနဲ့ပတ်သက်တာမျိုးလေးတွေညီကိုမောင်နှမကိစ္စလေးတွေကြောင့်ဒါစိတ်ညစ်ရတတ်တဲ့အတွက်တော့အတက်နိုင်ဆိုဆွေမျိုးသားချင်းညီကိုမောင်နှမနဲ့ဝေးရအရက်တွေကမိတ်ဆွေတို့ကပုံမအကျိုးဖြစ်ထွန်းကြောင်းနဲ့ထပ်လောင်းပြောကြားလိုက်ပါစီနိုင်ငံခြားခရီးသွား passport visa လုပ်ငန်းတွေနဲ့ပတ်သက်လာလို့ရှိရင်တော့မိတ်ဆွေများတေချာတယ်2026အောက်တိုဘာလ12ရက်နေ့လောက်မှာစတင်ကောင်းလာမှာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့နိုင်ငံခြားခရီးသွားကိစ္စ passport visa လုပ်ငန်းကိစ္စလေးတွေမှာတော့ဒီကာလမတိုင်ခင်မှာအောက်တိုဘာလမတိုင်ခင်မှာမိတ်ဆွေတို့အနေနဲ့ကိုတိုင်ဦးစီးဦးဆောင်သွားတာမျိုးဆောင်ရွက်တာမျိုးလေးတွေမှာတတိထားဆင်ခြင်ပေးပါနေရာနဲ့ပတ်သက်လို့စိတ်တိုင်းမကြတာမျိုးလေးတွေကြုံရတတ်သောကာလဖြစ်ပါတယ်လူငယ်တွေအရှိရင်းနဲ့ပတ်သက်လာရင်ရှစ်သူရီစာရရှိတတ်တာမျိုးရှစ်သူရီစာအသစ်တွေပေါ်လာတာမျိုးထူးခြားပန်းအမှန်တွေရရှိတတ်ပြီးတော့ရီစာလဲရအိမ်အောင်လဲကြတာမျိုးတွေစုပ်ကောလက်ကောဝင်တတ်သောနှစ်ဖြစ်ပါတယ်တို့ရတွင်အိမ်အောင်ကြီးမှာဆိုရင်တော့မိတ်ဆွေတနင်္ဂနွေသားသမီးတွေများအနေနဲ့အိမ်အောင်ကြီးနဲ့ပတ်သက်လို့အစင်မပြေနိုင်စရာမရှိဘူးအိမ်အောင်ကြီးနဲ့ပတ်သက်လို့အစင်မပြေနိုင်စရာဆိုရင်အလုပ်တူလုပ်ငန်းတူလေးတွေကြောင့်ခွဲနေရတာမျိုးလေးတွေဖြစ်စေပြဿနာပဋိပက္ခတစုံတရာဖြစ်လာရင်ကိုယ့်ရဲ့အိမ်အောင်ကြီးမှာငွေကြီးကြောင်မဟုတ်ပဲဂျားသူတူတရားအထူးသဖြင့်မိသားစုဘက်ကဆွေမျိုးကိုမိသားစုဘက်ကဆွေမျိုးတစ်ဖက်သူဘက်ကဆွေမျိုးကိစ္စလေးတွေကြောင့်တဦးနဲ့ဒုတိယနဲ့တယောက်နားလည်မှုလေးတွေအနှဲငယ်လွဲတာမျိုးလေးတွေနစ်ဆွေမျိုးငါဆွေမျိုးဘာညာကွိကွဖြစ်တတ်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးရန်လိုအပ်ပါတယ်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်သောကာလအပိုင်းခြားဖြစ်ပါတယ်ထီကန်ဆန်းလိုကကန်ဆန်းလိုကောင်းသောနှစ်ဖြစ်ပါတယ်ဘာကိုလို့အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာစနေနံကလေးတွေစနေသားသမီးတွေနဲ့တွဲလုပ်တာမျိုးစနေနေ့တွေမှာအရေးကြီးသောကိစ္စတွေကိုသတိထားဆင်ခြင်ပေးရန်လိုအပ်ပါတယ်ဆင်ခြင်ပေးရမယ့်အရက်အနေနဲ့ဆိုလို့ရှိရင်တော့မြောက်ဆူဆူရက်ကိုခရီးမထွက်ပါနဲ့သတိထားဆင်ခြင်ပေးရမယ့်အရာအနေနဲ့ဆိုရင်တော့အနီရောင်တို့အနက်ရောင်တို့စင်ဆွယ်ရောင်တို့ကိုမိတ်ဆွေတို့သတိထားဆင်ခြင်ပေးရပါမယ်အိမ်အောင်ပြုတ်ရန်သမီးစားများတိုင်ပင်လာမှပြဿနာပဋိပက္ခလေးတွေများပြီးတော့စစ်ဆက်ကြောင်းလန်းခြင်းမျိုးဒီမှာပြတ်တတ်ပါတယ်အထူးသဖြင့်ဒီနှစ်တာတော့ဒီမှာဆိုမိတ်ဆွေတို့အနေနဲ့တနင်္ဂနွေအင်္ဂါအတွဲတွေတနင်္ဂနွေတောက်ကြအတွဲတွေတော်တော်လေးကိုတတိထားဆင်ခြင်ရန်လိုအပ်ပြီးတော့အခါဒီကာလတော့ဒီမှာအိမ်အောင်ကြမယ်ဆိုရင်တော့မထင်မဖဲကြမှာကောင်းတယ်ရည်ရွယ်ပြီးတော့တိုင်ပင်ပြီးတော့ကြရင်နားလည်မှုလေးတွေလွဲတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်တတိထားဆင်ခြင်ပေးရန်လိုအပ်သောနှစ်ဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေထို့အပြင်တနင်္ဂနွေသားသမီးမိတ်ဆွေများဒီနှစ်တာတော့ဒီမှာဆိုလို့ချင်း
မိတ်ဆွေတို့အနေနဲ့မထင်မှတ်ဘဲနဲ့ငွေကြီးနဲ့ပတ်သက်တာတွေလုပ်ငန်းနဲ့ပတ်သက်တာတွေဘဝရဲ့အနာဂတ်နဲ့ပတ်သက်တာတွေတော့ကိုအထောက်အကူဖြစ်စီသောလုပ်ငန်းတွေကိုလှုပ်ဆောင်ဖို့လိုအပ်တယ်အခွင့်အရေးအခွင့်အလမ်းတွေတစ်ချိန်ထက်မကဘူးနှစ်ချိန်သုံးချိန်လောက်ကိုပေါ်လာတတ်တဲ့အတွက်အခွင့်အရေးမှန်သမျှကိုလည်း dream of your ham ဆိုတဲ့အတိုင်းအိမ်မက်တွေကိုအမှန်တကယ်လက်စုပ်လက်ကင်ချပြီးတော့ရှေ့တို့လှုပ်ဆောင်မှာကိုကဒီနေရာကြီးကနေပြီးတော့